မင်္ဂလာပါချေရဒီနေ့ကလေးလေးတွေကိုရပင်ရရည်ပြီးရဲများတင်ကြားကြဆိုတာသင်ခန်းစာထဲမှာပါတယ်စကလုံးကလေးတွေစီကရဲ့ရွတ်ဆိုရေးကြည့်မဲ့သင်ခန်းစာကိုသင်ပေးမှာပါအဲ့တော့ချင်းနဲ့တူတူစကလုံးကလေးတွေစီပြီးတော့ရွတ်ဆိုရေးကြည့်ရအောင်ပါဒီအပေါ်ကနှစ်ပုဒ်ကိုတော့တစ်ချက်ပထမဗီဒီယိုမှာသင်ပေးပြီးပါပြီเนาะအခုနောက်ထပ်နှစ်ပုဒ်ကိုထပ်ပြီးတော့သင်ပေးပါမယ်ပြားရည်ချိုသည်အစာကြီးပါသည်ငါးကြီးစီစားပါကျမ်းမာဝါဖြိုးလာမည်ပြားရည်ချိုသည်အစာကြီးပါသည်ငါးကြီးစီစားပါကျမ်းမာဝါဖြိုးလာမည်ပါဆောက်ရပင်ရေချဝစ်ဆန်းနှလုံးပေါက်ပြားရာကောက်ရည်ညက်တာဤပြားဤခါခွေရပင်လုံးဤတင်ချောင်းငင်ချိုပြားရည်ချိုတာရည်ညက်တာသည်ပြားရည်ချိုသည်အာရည်အစလုံးရေးချစာအစာတဝီထိုးကာကြီးရာရည်ကြီးအစာကြီးပါဆောက်ရေးချပါအစာကြီးပါတာရည်ညက်တာသည်အစာကြီးပါသည်ငါရေချဝစ်ဆန်နှလုံးပေါင်းငါကာကြီးရာရေလုံးဤတင်ဆန်ခကြီးဝစ်ဆန်နှလုံးပေါင်းကြီးငါကြီးစာလင်ရေလုံးဤတင်ဆန်ခါစီငါကြီးစီစာလုံးရေချဝစ်ဆန်နှလုံးပေါင်းစာငါကြီးစီစာပါဆောက်ရေချပါငါကြီးစီစာပါကာကြီးရပင်နဲ့တာကျန်းဝစ်ဆန်နှလုံးပေါက်ကျန်းမရေးချမှာကျန်းမဝါရီဝကျန်းမဝဖောက်ထုတ်ရရေလုံးတင်ချောင်းငင်ဖြိုးဝစ်ဆန်နှလုံးပေါက်ဖြိုးကျန်းမဝဖြိုးလာရေးချလာကျန်းမဝဖြိုးလာမရေးညက်တာမီကျန်းမဝဖြိုးလာမီဒီချေကအတန်ထွက်နည်းနဲ့ရောစလုံးပေါင်းနည်းနဲ့ရောသင်ပေးပါမယ်နော်ဒီကချေအတန်ထွက်နည်းနဲ့သင်ပေးပါမယ်ဒီရပင့်အတန်ကိုယူမှာပါနော်ပြအားပြရဤပြားဤချအိုချိုပြားဤချိုတာဤသည်ပြားဤချိုသည်အာစအာစာအစာကြဤကြီးအစာကြီးပါအာပါအစာကြီးပါတာဤသည်အစာကြီးပါသည်ငါအားငါကြာဤကြီးငါကြီးစဤစီငါကြီးစီစာအားစာငါကြီးစီစာပါအာပါငါကြီးစီစားပါကြာအန်ကျန်းမအာမကျန်းမဝအာဝကျန်းမဝဖြာအိုဖြိုးကျန်းမဝဖြိုးလာအာလာကျန်းမဝဖြိုးလာမဤမီကျန်းမဝဖြိုးလာမီပြားရည်ချိုသည်အစာကြီးပါသည်ငါကြီးစီစားပါကျန်းမဝဖြိုးလာမီကြာကြီးချေရကြီးမေးဖန်များစကားရပျော်ပျော်နေသေးခဲကြည်စားတန်ကရံများဤကြာကြီးချေရကြီးမေးဖန်များစကားရပျော်ပျော်နေသေးခဲကြည်စားတန်ကရံများဤကာကြီးရပင်ရချဝစ်ဆန်နှလုံးပေါက်ကြာကာကြီးရရေလုံးဤတင်ဆန်ခဲကြီးဝစ်ဆန်နှလုံးပေါက်ကြီးကြာကြီးတဝေထိုးခါခွေရရေချေကြာကြီးချေရကောက်ရေးချရာကြာကြီးချေရကာကြီးရရေလုံးဤတင်ဆန်ခဲကြီးဝစ်ဆန်နှလုံးပေါက်ကြီးကြာကြီးချေရာကြီးတဝေထိုးမာရေမေဝစ်ဆန်နှလုံးပေါက်မေဖောက်ထုတ်ရေနတ်တာဖန်မေဖန်မာရပင်ရေချဝစ်ဆန်နှလုံးပေါက်မြမေဖန်မြစာလုံးရေစကာကြီးရေချဝစ်ဆန်နှလုံးပေါက်ကမေဖန်မြဇက်ကရာကောက်ရေရမေဖန်မြဇက်ကရတဝေထိုးပါဆောက်ရပင်ရေချရှည်ထိုးပြောတဝေထိုးပါဆောက်ရပင်ရေချရှည်ထိုးပြောပြောပြောတဝေထိုးနာငယ်ရေနေပြောပြောနေတဝေထိုးတာရေသေးပြောပြောနေသေးခါခွေနောက်ပြေးခဲပြောပြောနေသေးခဲကာကြီးရပင်လုံးဤတင်ဆန်ခါကြီးစားလုံးရေချဝစ်ဆန်နှလုံးပေါက်စာကြီးစားတာရေနတ်တာတန်ကြီးစားတန်ကာကြီးရေကကြီးစားတန်ကရာကောက်ရေနတ်တာယံကြီးစားတန်ကယံမာရပင်ရေချဝစ်ဆန်နှလုံးပေါက်မြကြီးစားတန်ကယံမြအခရာဤကြီးစားတန်ကယံများဤကြာကြီးချေရကြီးမေးဖန်များစကားရပျော်ပျော်နေသေးခဲကြီးစားတန်ကရံများဤကြာအားကြာဤကြီးကြာကြီးချအေချေကြာကြီးချေရအာရကြာကြီးချေရကြာဤကြီးကြာကြီးချေရကြီးမာအေးမေဖအန်ဖန်မေဖန်မြအားမြမေဖန်မြစအစကာအားကမေဖန်မြဇကာရအာရမေဖန်မြဇကာရပြအော်ပြောပြအော်ပြောပြောပြောနာအေနေပြောပြောနေတာအေသေးပြောပြောနေသေးခါအဲခဲပြောပြောနေသေးခဲ
ကြာဤကြီးစာအားစားကြီးစားတာအန်တန်ကြီးစားတန်ကအကကြီးစားတန်ကရအန်ရန်ကြီးစားတန်ကရန်မြအားမြကြီးစားတန်ကရန်မြအခရာဤကြီးစားတန်ကရန်မြဤအဲ့တော့ကလေးလေးတွေကဒီစာကြောင်းလေးတွေကိုလေကြောင်းမြန်းစာအုပ်ထဲမှာအရေးဆွဲမှန်မှန်နဲ့လက်ရေးလှလှလေးတွေနဲ့ထက်ခါရေးကျင်ကြည့်မယ်တပုတ်ကိုအနည်းဆုံး3ခေါက်စီလောက်နဲ့ထက်ခါရေးကျင်ကြည့်မယ်ရွတ်ဆိုကြည့်မယ်လွတ်ရတဲ့အထိရွတ်ဆိုကြည့်မယ်ဆိုရင်တော့ဒီသင်ခန်းစာကိုကြည်ကြည်ညင်းညင်းနဲ့ရသွားပါလိမ့်မယ်အဲ့တော့ channel တူတူနောက်ထပ်သင်ခန်းစာတွေမှာထပ်ပြီးတော့တွေ့ကြပါမယ်နော်